ညာအိုးအိုးဟာမိုးလင်းပြီပဲကွာအဲ့တော့ငါမိုးလင်းပြီဆိုမျက်နှာပြသွားလိုက်လောက်ပါနေနာโอเคမျက်နှာပြမှာတော့တိုက်အောင်တော့တိုက်စီဘယ်မှာထားလဲမသိဘူးကွာတော့ငါကြီးလေးဘာလို့ငါတော့တိုက်စီကိုတင်ထားပေးလားတိတ်တော့ဘူးစီလိမ်မာလိုက်တာကွာတိတ်မနေညတော့လေဒီလိုငါ့ကိုတိတ်နေအောင်ဒီမှာဒီမှာဒီစီတော့မယ်โอเคဒီမှာလည်းမသိဘူးငါစဉ်းစားရမယ်ငါမေ့ညာဒီနေ့ကအင်လာကရွေးစကားမယ်နေပဲအင်လာကတရားမယ်နေပဲကြောက်ရေးနင်းရလို့ပါအောင်ဘာပဲဆိုင်ဆိုင်အောင်မယ်ဘယ်လိုလုပ်ရင်ကောင်းမလဲငါအလုပ်ရှာရမယ်ကွာအင်ဂျင်နီယာလုပ်ရင်ကောင်းမလား no ဝင်ကားမောင်းသမားတက်စီသမားလုပ်ရင်ကောင်းမလားအဲ့ဒါလည်းအစင်မပြေပြန်ဘာလုပ်ရင်ကောင်းမလဲလူစိုးတိုက်ဖြတ်ခြင်းနဲ့ဒါရဲကြီးနော်ဒါရဲလို့ရဲလို့ဆိုမှရဲတိုင်းကိုလာဆိုတတိပါဘူးငါခုန8 နာရီ7 မိနစ်ဆိုတော့ရဲတိုင်းကိုလာရွှေစီအလုံးသွားမလီတီးပါပြီငါဆိုင်ကဘလို့တိုင်းရလဲဘလို့တိုင်းမှန်းလဲโอเคရေတိုင်းကိုရွှေမနက်မိုးလင်းပြီဆိုရောက်နေပြီထင်တယ်ဘာပြောမှုလဲကွာအခုကျွန်တော်အလုပ်လေးရှာခြင်းလို့ကျွန်တော် YouTube မှာကျွန်တော်တွေ့လိုက်တယ်ဗျာကျွန်တော် PC နဲ့ရှာလိုက်တာဘယ်လိုလဲဆိုရင်လူစုတိုက်ဖြစ်ခြင်းနဲ့အဲ့ဒါရဲလုံလားရဲလိုက်ကိုလားရွှေဟုတ်တယ်ကွာအဲ့ဒါရဲလုံတော့မဟုတ်ပေမဲ့ကွာအဲ့ဒါဘယ်သူမရွေးလုံနိုင်တယ်ကွာဒါမဲ့အားရှိတဲ့လူတွေလောက်ကမှာကွာတနက်တွေလက်နက်တွေရှိတဲ့သူပတ်စံတွေရှဲသူမှလောက်ကြတာကွာဟဲ့လားကျွန်တော်မှာပတ်စံတွေရှိရလေဗျာကျွန်တော်တနက်သွားဝယ်လိုက်လို့ရအဲ့ဒါဆိုမင်းငါပြောပြမယ်ငါဘယ်နေရာလဲဆိုတာငါပြောပြမယ်အေးရောက်ပြီဆိုတော့ဒီနားလေးမှာပဲထိုင်တွေးကြည့်မယ်ငါမှာပတ်စံတိတ်ရှိရလဲမဟုတ်ဘူးဆိုတော့အဲ့ရဲတိုက်ကိုလာရွှေအဲ့နေရာကိုပြောပြီးပြီဆိုတော့ဝတ်စုံတွေဒါတွေလဲမှရအမဆာမူတိုင်းဓာတ်ဝတ်စုံရှိရပဲကွာငါအဲ့ဒါနဲ့ပဲသွားလိုက်တော့မင်းတို့ညအဲ့မှာထမင်းမစားဘူးလားကွာဘရိုစတီကျွန်တော်တို့စော့နေတာဗျာကျွန်တော်ဂါဖီးနဲ့မင်းတို့ညအခုတဲ့သွားပြီနော်မင်းတို့ကအရင်တော့ထိုးနဲ့ဆက်နေကြစားရတဲ့ပါလေโอเคငါအခုအားလေးပါလေးလှုပ်လာမယ်လေးချင်ငန်းလေးပါလေးလှုပ်လာမယ်အဲ့ဒါမှလူစိုးချနိုင်မှာမလေးလိုက်တာအဲ့တော့ငါအဲ့ဒီဝတ်စုံဝတ်ကမယ်ငါဝတ်တွေရှာလာဝတ်တွေအများကြီးပဲဆိုတော့ရော့โอเคငါမှာဆမ်မူရိုင်းကိုကြီးဘရိုဝတ်စုံကြီးကဘာကြီးတော့ကြောက်စရာကြီးနော်ဒါကြီးကဆမ်မူရိုင်းဝတ်စုံလို့ခေါ်တယ်ကွာကြီးကဒါငါသွားတိုက်ခတ်လို့လူစိုးရင်ဘရိုစတီကသူရဲကောင်းမယ်နော်ဟုတ်တယ်လေကွာငါကိုအလုံးရှာတာသူတို့မှာပတ်စံရှိရဆိုလို့မင်းတို့ကငါဖုန်းထားခဲ့မယ်နော်မင်းတို့အရေးပေါ်ရှိဖုန်းဆက်လို့ရအောင်လို့နော်ထားခဲ့မယ်ငါမှာဖုန်းနှလုံးရှာဆိုတော့တန်းလုံးထားခဲ့မယ်โอเคအခုတော့ထားခဲ့ပြီဆိုတော့အဲ့ညောင်သွားမှဖြစ်မယ်မသွားတော့ပါဘူးဆိုင်ကယ်နဲ့ကားနဲ့ငါမှာလေးအိတ်လေးရှိတော့ဒီဂျက်ပတ်လေးရှိတော့ငါဒါနဲ့သွားမယ်ရဲတိုင်းကိုလာရှင်ပြောတာတော့ဒီနားမှာတဲ့တိတ်မဝေးဘူးလေငါမနေတာငါတနက်သွားဝယ်ရမှာနေငါသွားဝယ်လိုက်အောင်ငါမဝယ်တော့ပါဘူးကွာမဝယ်ဘဲနဲ့ဒီကိုပဲလာလိုက်တော့တာဝယ်လို့ရှင်ပတ်စံကြီးကလည်းကုန်မယ်ဒီမှာဆမ်မူရိုင်းဝယ်ဆိုနေတာချာကြည့်ရပါမယ်အဲ့တော့မင်းကွေးငါဖြတ်ပြစ်မယ်ကွာ
လာခဲ့စမ်းမင်းတို့တတိရှိငါ့ချငါဆာမူရိုင်းကတော်တော်စွမ်းနေကောင်မင်းတို့နားလေလားငါဆာမူရိုင်းကလေဒါငါဆာမူရိုင်းကလေမင်းရဲ့ဖြတ်လိုက်လို့ရှင်လေသုံးပိုင်းဖြစ်သွားတာကွာတစ်ပိုင်းနဲ့နေတယ်ငါဒါလေသလားတစ်ချက်နားလေလားတစ်ချက်ချင်းနဲ့ကိုကြီးပြတ်တယ်ကွာငါဒါဤလားငါရဲ့ဒါတစ်ချက်ထဲနဲ့တည်တယ်ကွာနားလေကြလားမင်းတို့ကဟာအာဘီဒီတေချာဆုံးကြည့်အောင်တကားဖွင့်လာအာမောင်မလူဆိုရင်ညောင်းတကောင်းစီပြက်လာအောင်တစ်ချက်ထဲနဲ့အကုန်သေးတာလားမသိအကုန်မသေးဘူးဟာဟိုမှမြင်သွားပြီဆွမ်းမင်းတို့ကငါပြလိုက်မယ်ကွာသူတို့ကြောက်လာမသိဘူးသူတို့နားကန်းနေရဖြစ်မယ်ဟိုကောင်နေတော့ငါကျုံးလာအောင်မယ်ဟာဟိုကောင်မသေးသေးဘူးဟာဒီကတော့ဆာမူရိုင်းကအစွမ်းပြလိုက်တော့တခြားဒီပေါ်မှာလည်းရှိသေးရလားမသိဘူးတခြားကောင်တွေတော့ RPG နဲ့ဆော်လိုက်မယ်များနေလို့ရှင်တော့ RPG နဲ့ဆော်လိုက်မယ်တယောက်နဲ့ယောက်ဆိုရင်တော့ဆာမူရိုင်းသားနဲ့ပဲချတီးမှာဆိုလို့ဟုတ်ကွာဒီကောင်ကိုဘာလဲဒီကောင်ကိုလှီးမယ်ဆိုလို့ရှင်ကောင်မြင်သွားလိမ့်မယ်အဲ့တော့ကောင်းဖင်ကိုပဲလှီးမယ်ရောကွာဖင်သုံးချမ်းခွဲစီသည်ရောဖင်ခွဲပေးမယ်ကွာရောဒီဝိုက်တယ်နားလိုက်တာကွာဒီကောင်နေထိုးကျဲတဲ့ကောင်နေပဲတိုက်ကွမ်တို့တင်ထားတာမသိဘူးဒီလူမိုက်ကိုင်းနေရှိသေးရဲ့လားမသိဘူးတတိထားမှာဟာမလေးတတိထားမှာဆိုပြီးတော့ပြောဆိုနေသူစိုးကြီးထွက်လာပြီ no ဒီဘောကခုံချမှာဖြစ်မှာ no ခုနတော့ခုံတာနေလေးပဲရှိတာပါ oh my god မြင့်တက်သွားပဲငါဆာမူရိုင်းဝစ်ဆောင်တော်စွမ်းတာပဲကွာမင်းတို့ကောင်ကြီးကဘာဖြစ်တာလဲငါမှဂျမ်ပတ်အိတ်လေးနဲ့အမလေးငါဂျမ်ပတ်အိတ်ကတော်တော်နှေးတာပဲယောသင်္ကန်းစာပေးလားဒီကောင်နေတော့ RPG နဲ့သင်္ကန်းစာပေးရှိတယ်မသိဘူးတမရပတ်စံနေမတွေ့ဘူးပတ်စံနေရှိတယ်လေပြောပြီးတယ်ဒီမှာပြောဆိုရင်လည်းငါတော့ပွားပြီဒီလကတော့ငါရှင်းလို့ရပြီလုံးချောင်းမှာဖះရီဒုက္ခပါပဲငါမှဂျမ်ပတ်ပါဝင်ရှော့ပြီမလီဖះရီယောဘော့စ်လာမဒီဝါဓာကြီးနဲ့ဟေ့အောင်မင်းကွန်ပျူတာမရှိဘဲနဲ့ဘာလို့လာတတ်တာလဲကွာငါတို့ရောက်ဘာဖြစ်ကွာငါမင်းတို့တော့မယ်ကွာငါမင်းတို့ပတ်စယူလို့မရဘူးကွာနားလေလားယူလို့ရဟာမောင်ကျွန်တော်မှဘာလဲကြည့်လိုက်မတို့ကျွန်တော်လေးသလားဘာပဲဖြစ်ဗျမင်းအဲ့ဒါကိုပိုင်မလို့ငါပြောနေလို့ရောတော်ဥစ္စာ၆တာပဲကွာဒီကောင်ဒီညာကြီးကိုမမောနေတာထင်တယ်တော်ချမ်းသာရဲ့ပုံပဲ oh my god လက်ကြီးโอเคငါယာကူဇာဂိုင်းတွေကိုငါပညာပေးပြီးပြီ oh my god ပတ်စံနေငါသင်္ကန်းစာလေးတွေပေးဒါတွေနဲ့ငါချက်ပတ်လေးချွတ်လောက်မယ်အခုသွားမှာဆိုလို့အခုဘက်ကရှိတယ်မျိုးညောင်းကွာငါဆာမူရိုင်းဒါဆောင်းထားတာဖြစ်တယ်မွဲဘာကနေပေါ်လာလို့ရှင်ဆာမူရိုင်းဒါနဲ့ကိုကြီးဖြတ်လို့ရအောင်လို့ဟိုမှာကြောင်သူတို့အပြစ်ပေးခံထားတာဖြစ်မယ်တစ္ဆာဖောက်လို့ဒီကောင်းဖင်ငါလုံးမယ်တော့ကွာမင်းဖင်ငါခွဲပြီးမယ်နားလဲလားကျော်ကွာဖင်ကောင်းနဲ့ဓာတ်ထိုးထည့်ပြီးမယ်
ဟာထားလာပြီ။ Oh no သေးပါပြီ။ Oh yes လေပါကြီးလေ။ဟာဘာလို့ဟာဘာကောင်းကြီးတော့ရော။ရောင်ကြီးလေးပေါ်မှာရေကူးနေတယ်ဟာဘာမှဟာရောင်ကြီးကြားတော့မကြောက်ဘူးရောင်ကြီးရေကူးပြီးလိုက်လာတာ။ရေကူးတာမဟုတ်လေကူးတာဖြစ်နေဟမ်။ရေကူးတာမဟုတ်ပါလေကူးတာ။ဟာမကြီးအောင်ဒီကောင်အစွမ်းရှိရဖြစ်ကမယ်။ဟာဒီကောင်အစွမ်းနေပါလေရှိနေတာလား။မင်းကဟယ်ရီပေါတာလားဒီပေါ်မှာရေကူးအောင်မင်းကဟယ်ရီပေါတာလားလို့ငါမင်းနဲ့ရော့ကွာဟယ်ရီပေါတာပဲဖြစ်ဖြစ်ဟယ်လီကော်ပတာပဲဖြစ်ဖြစ်ဟယ်ရီပေါတာပဲဖြစ်ဖြစ်ဟယ်လီကော်ပတာပဲဖြစ်ဖြစ်တပ်ပြက်နားလေလာမင်းတို့ကောင်တွေအကုန်တပ်ပြက်ဟာဟိုကလမ်းလျှောက်နေတာကြောင်တောင်နဲ့ကြောင်ဖြစ်သွားတာဒါဆာမူရိုင်းနဲ့မင်းကိုဟိုကပစ္စတိုနဲ့ပဲမင်းကိုပြစ်တော့ပစ္စတိုနဲ့ပဲပြစ်တော့ဟာရဒီကောင်ငေါ့လှမ်းထိုးတယ်ဟာဒီကောင်လက်တော့အဆန်းရှိတဲ့ပုံပဲโอเคကွာငါအားလုံးတတ်နိုင်ခဲ့ပြီကွာနင်းဒါလေးရပါတယ်လေညငါအဲ့မှာထိုင်လို့ရလားမသိဘူးထိုင်အောင်မလေးဓာတ်လိုက်တယ်အမလေးတော့ဒါဘာကြီးလည်းမသိဘူးလောကကတော့တာโอเคဟုတ်ဒါဘာကြီးလည်းမသိဘူးအဖြူရောင်ဒီမှာဖြစ်သွားပဲအမလေးဝီးလည်းပြတ်သွားမယ်ငါဝီးလည်းမလေးအဲလွယ်လိုမျိုးကိုယ်တို့လေးဖြစ်နေမှာဒုက္ခပါပဲယောငါစာမလို့ဆိုစွမ်းနေပါမင်းတို့နားလာတယ်မှာကြည့်မြင်းပေါ်တော့ခုံလို့ရတယ်ကွာဒါရှောင်းဝစ်ဆောင်ကွာမင်းတို့နားလေလားဒီကောင်ညသေးသွားငါသူတို့တွေနဲ့လာပြောတယ်โอเคတော့ကအိမ်ပြန်မရမယ်ကွာအိမ်ပြန်မရမောလိုက်တာကွာငါဝေးရနေပြန်လာတာမသူတို့နဲ့အဲ့မှာစောင့်နေကြတာပဲဖြစ်တာသူတို့ဖုန်းကြည့်နေဖုန်းကြည့်နေဖုန်းမကြည့်ပါမင်းတို့ကဘာလို့လဲလဘလာနဲ့လက်နဲ့ပဲကစားနေတာဟုတ်ဘရိုစီရဲ့လက်မှာဘာကြီးလဲဗျအော်ဒါလက်နဲ့ဒီဒီတနကဘလို့ကြီးတော့ဒါရောက်ကြခိုင်းနေကိုငါတက်ပြစ်ခဲ့တာဟောဘရိုစီတော်တိရှိရပဲတော့အေးကွာငါတတိရှိတာဗောကွာငါတတိရှိတဲ့သူပဲလေမကြောက်ဘူးငါဘယ်လိုဖြစ်ရင်ဆိုင်လာမကြည့်နော်ရေတိုင်းကိုလာရွှေကိုဒီတနတ်တွေမပြီးတော့ဘာကြောင့်လဲဆိုရင်နော်ငါတို့တွေအနေလာတို့တဲ့သူတွေကိုငါတို့အဲ့ဒီတနတ်နဲ့ပြတ်လို့ရတယ်လေကွာမင်းလည်းသိရတာနဲ့ဘရိုစီကျွန်တော်ဘာလို့ချိန်ရတယ်မဟုတ်ပါဘူးအဲ့ဒါငါစနေရကွာမျိုးမကြည့်အမဘယ်ကောင်ပြေးရင်ကောင်းမယ်ဟိုမီးပြေးကြည့်မယ်ချော်သွားငါတွေ့လားမိုက်ဘရိုစီဟုတ်တယ်ကွာကျွန်တော်ကမင်းကြီးကွာโอเคအဲ့တော့ငါနားယူလိုက်မယ်ကွာဟုတ်ပြီလားငါအနားယူလိုက်အောင်မဝတ်စုံလဲတာမင်းတို့ဝတ်စုံနေအိတ်တော့မှာဆိုတော့ညာဝတ်စုံပဲဝတ်တော့မယ်ကွာဘာရောက်အင်ကြီးရဘယ်လိုကြီးဖြစ်နေအိတ်တော့မယ်ကွာအေးစီလီအိတ်တော့မယ်နေလည်းပဲပြကွာအခုငါပင်မန်းပြီဆိုတော့အိတ်တော့မယ်ယာโอเคခုတော့ကျွန်တော်ဗီဒီယိုလေးကို like and subscribe လေးလုပ်ပြီးတော့ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ခဲ့ပေးပါဦးခင်ဗျာတို့ရေကျွန်တော်ရဲ့ဗီဒီယိုကိုကျွန်တော်ရဲ့ channel ကို like and subscribe မလုပ်ဘူးဆိုရင်တို့ရဲ့ကိုကိုပါလေးမကြီးရှောင်းဆိုပြီးတော့ဖြတ်ပြစ်မှာဗျာမကြီးယောကွာတို့ရဲ့ကိုအဲ့လိုမျိုးဖြတ်ပြစ်မှာဗျာကဲအားလုံးပဲတက်တာယောကိုဖြတ်လိုက်ပြီကွာ